Hello Chelsea fans, delighted to be here. Can't wait to see you. တချို့ကစားသမားတွေကအသင်းကိုရောက်လာတဲ့အချိန်မှာပရိသတ်တွေရဲ့လက်ခုပ်တံတွေနဲ့အတူကြိုဆိုခံရတယ်။တချို့ကစားသမားတွေကတော့ဝေဖန်တံတွေကြားကနေသူတို့ရဲ့တန်ဖိုးကိုသက်သေပြရတယ်။မတ်ကူကူယေလာကဒုတိယအမျိုးအစားတွေကကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။သူချယ်ဆီကိုရောက်လာခဲ့တဲ့အချိန်မှာမျှော်လင့်ချက်တွေအများကြီးရှိခဲ့တယ်။ဒါပေမဲ့အစောပိုင်းရာသီတွေမှာတော့ပရိသတ်တွေရဲ့ပြင်းထန်တဲ့ဝေဖန်မှုတွေကိုရင်ဆိုင်ခဲ့ရတယ်။ခြေစွမ်းကျဆင်းမှုတွေအမှားတွေဖိအားတွေကြားမှာကူကူယေလာတယောက်အခက်အခဲဆုံးအချိန်တွေကိုဖြတ်တန်းခဲ့ရပါတယ်။တချို့ကသူ့ကိုမအောင်မြင်တဲ့ခေါ်ယူမှုတစ်ခုလို့တောင်သတ်မှတ်ခဲ့ကြတယ်။ဒါပေမဲ့သူကအရှုံးမပေးခဲ့ဘူး။လေ့ကျင့်ရေးကွင်းထဲမှာပိုစူးစမ်းခဲ့တယ်။ကွင်းထဲမှာပိုတိုက်ပွဲဝင်ခဲ့တယ်။ဝေဖန်တန်တွေကိုစကလုံးတွေနဲ့မတုံ့ပြန်ပဲသူ့ရဲ့ခြေစွမ်းနဲ့ပဲပြန်ဖြေခဲ့တယ်။တဖြည်းဖြည်းနဲ့ကူကူယေလာဟာချယ်ဆီရဲ့အရေးကြီးတဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့တယ်။ဘယ်နောက်ခံလူနေရာမှာပဲကစားရအသင်းအတွက်အကောင်းဆုံးပေးဆက်ခဲ့တယ်။တိုက်စစ်တက်ရင်လည်းမကြောက်ဘူး။ခံစစ်စင်းရင်လည်းအားကုန်ထုတ်ခဲ့တယ်။သူ့ရဲ့စိတ်သက်ကြိုးစားမှုနဲ့အသင်းအတွက်ပေးဆက်မှုတွေကြောင့်ပရိသတ်တွေရဲ့လေးစားမှုကိုပြန်လည်ရရှိခဲ့တယ်။တကယ်တော့ကူကူယေလာကိုပရိသတ်တွေချစ်သွားတာသူ့ရဲ့နာမည်ကြီးမှုကြောင့်မဟုတ်ဘူး။ဘယ်တော့မှလက်မလျှော့တဲ့စိတ်သက်ကြောင့်ဖြစ်တယ်။အခက်အခဲတွေကြုံရတဲ့အခါတိုင်းပြန်ထလာနိုင်တဲ့စိတ်ခွန်အားကြောင့်ဖြစ်တယ်။အခုသူအသင်းကနေထွက်ခွာရတော့မယ်ဆိုရင်လေချယ်ဆီပရိသတ်တွေကမကောင်းတဲ့အမှတ်တရတွေနဲ့မဟုတ်ပဲလေးစားမှုတွေနဲ့နှုတ်ဆက်ကြမှာသိချပါတယ်။ဘောလုံးလောကမှာကစားသမားတွေရောက်လာကြတယ်။ပြီးတော့ထွက်ခွာသွားကြတယ်။ဒါပေမဲ့အသင်းအတွက်နှလုံးသားအပြည့်နဲ့ကစားပေးခဲ့တဲ့ကစားသမားတွေကိုတော့ပရိသတ်တွေအမြဲတမ်းရနေကြပါတယ်။မတ်ကူကူယေလာချယ်ဆီအတွက်မင်းပေးဆက်ခဲ့သမျှအရာအလုံးကိုကျေးဇူးတင်ပါတယ်။မင်းရဲ့နောက်ထပ်ခရီးစဉ်မှာလည်းအောင်မြင်မှုတွေအပြည့်အဝရရှိပါစေလို့ဆုတောင်းပေးပါတယ်။ Stamford Bridge မှာမင်းရဲ့ပြေးလွှားနေတဲ့ပုံရိပ်တွေကိုချယ်ဆီပရိသတ်တွေမေ့နိုင်မှာမဟုတ်ပါဘူး။ကျေးဇူးတင်ပါတယ်ကူကူယေလာ။တခါအပြာရောင်ဝတ်ခဲ့ဘူးရင်အမြဲတမ်းအပြာရောင်ပါပဲ။